အားလုံးကိုတခင်ယေရှုခရစ်တော်ဘုရားနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့ကတော့ကျွန်တော်အတူတကွပြန်လဲခွန်အားယူဖို့ရန်ပေးပါဆိုတဲ့ခေါင်းစဉ်နဲ့အတူတကွခွန်အားယူကြပါစို့ရှေးဦးစွာတမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ချင်ပါတယ်တုတ်တန်ကျမ်းအခန်းကြီး23အပိုက်ငယ်26ကိုဖတ်ပါမယ်ငါသာတင့်နှလုံးကိုငါအားပေးလို့တင့်မျက်စိတို့ဒီငါတွားသောလမ်းကိုကြည့်မှတ်ပါစေဒီအထက်မှာကြည့်တဲ့အခါမှာကျွန်တော်ဘာကိုတွေးရတယ်လဲဆိုရင်ပေးခိုင်းတဲ့အရာကိုတွေးရတယ်ဆိုတော့ဒီကနေ့ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတာထဲမှာကျွန်တော်ကပေးခြင်းထက်တောင်းခြင်းကပိုများနေပါတယ်ဒီနေ့ဖခင်ကတော့ကျွန်တော်ကိုပြောပါတယ်ငါသာတင့်နှလုံးကိုငါအားပေးပါဒါပေမဲ့ယုံကြည်သူတွေကတော့ဖခင်သခင်စီမှာပဲကျွန်တော်တောင်းနေကြတယ်ဖခင်ကိုတော့ကျွန်တော်မပေးဘူးကျွန်တော်တို့ကိုဖခင်ပေးဖို့အတွက်တော့ကျွန်တော်အမြဲတမ်းအလိုရှိတယ်ကျွန်တော်ရဲ့အတ္တတာထဲမှာဆင်ခြင်ဖို့ဖြစ်တယ်တမန်ကျမ်းစာထဲမှာဘုရားကကျွန်တော်ကိုပွင့်ပွင့်လင်းလင်းပဲပြောထားတာဖြစ်တယ်ငါသာတင့်နှလုံးငါ့ကိုပေးပါဒီကနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာတင်းရဲ့နှလုံးသားဘုရားကိုအပိုင်ပေးပြီလားပေးတယ်ဆိုတဲ့အခါမှာအပိုင်ပေးဖို့ဖြစ်တယ်ငါထားတာမဟုတ်ဘူးအပိုင်ပေးဖို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကဘုရားသခင်ကျွန်တော်တို့စီမတောင်းတဲ့အရာကိုတော့ကျွန်တော်တို့မပေးဘူးဒါပေမဲ့ကျွန်တော်တို့တောင်းတဲ့အရာကိုဖျားမပေးရင်ကတော့ကျွန်တော်ဖျားကိုစောတကတက်ကြတယ်ဖျားသခင်ဆရာကျွန်တော်အမျိုးမျိုးတောင်းကြတယ်ဖျားသခင်ကျွန်တော်ချမ်းသာခြင်းပေးပါဖျားသခင်ကျွန်တော်ကိုကားပေးပါကျွန်တော်အိမ်ပေးပါကျွန်တော်လိုအပ်တဲ့အရာတခုချင်းစီတိုင်းကိုကျွန်တော်ဖျားသခင်ဆရာတောင်းကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဖျားတောင်းတဲ့အရာကိုတော့ကျွန်တော်တို့မေ့ထားကြတယ်ဖျားကကျွန်တော်တို့ကိုအများကြီးတောင်းနေတာမဟုတ်ပါဘူးတခုတည်းပဲတောင်းတာပါငါသာတင့်နှလုံးငါအားပေးပါဒီကနေ့ချစ်တော်မိတ်ဆွေယုံကြည်သူများအရောက်ချင်းတိုင်းကိုခွန်အားပေးခြင်းပါတယ်တင်ဖျားသခင်စီမှာတောင်းနေတာတွေခဏရပ်လိုက်ပါခဏရပ်လိုက်တင်ကိုဖျားတောင်းတဲ့အရာကိုပထမဦးဆုံးအရင်ပေးလိုက်ပါဖျားကဘာတောင်းနေတယ်လဲဒီနေ့ကျွန်တော်တမန်ကျမ်းစာထဲမှာကြီးတဲ့အခါမှာဖျားကကျွန်တော်တို့ရဲ့နှလုံးသားကိုတောင်းနေတာဖြစ်တယ်ချစ်တော်မိတ်ဆွေငါသာတင့်နှလုံးငါအားပေးပါဖခင်ကဒီနှလုံးသားကိုနေ့စဉ်နေ့တိုင်းမှာကျွန်တော်ကိုတောင်းနေတာဖြစ်တယ်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်ရဲ့နှလုံးသားကိုဖခင်ကိုနေ့စဉ်နေ့တိုင်းပေးဖို့ဖြစ်တယ်နေ့စဉ်နေ့တိုင်းပေးဖို့ဖြစ်တယ်ဘာကြောင့်လဲဆိုနှလုံးဟာအတိတ်ရဲ့အခြေအမြစ်ဖြစ်တယ်ဒါကြောင့်အထူးသဖြင့်စောင့်ရှောက်ရမှာဖြစ်တယ်ဒါကြောင့်အတိတ်ရဲ့အခြေအမြစ်ဖြစ်တဲ့ကျွန်တော်တို့နှလုံးသားကိုဖခင်ကိုပေးဖို့ဖြစ်တယ်ဖခင်ကကျွန်တော်ရဲ့နှလုံးသားကိုတောင်းလို့အလကားတောင်းတာမဟုတ်ပါဘူးကျွန်တော်ရဲ့နှလုံးသားကိုတောင်းခြင်းဟာကျွန်တော်ထဲမှာရှိတဲ့ကြောက်နှလုံးကိုထုတ်ပြီးမှအသားနှလုံးကိုပြန်ပြီးမှပေးချင်တာဖြစ်တယ်ပေးချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနှလုံးသားဟာကြောက်နှလုံးဖြစ်နေတဲ့အခါမှာဖခင်ကျွန်တော်တို့ကိုဘာပြောချင်တာလဲဖခင်ကကျွန်တော်ကိုဘယ်လိုနားလေစေချင်တာလဲဆိုတဲ့အရာဟာကျွန်တော်ရဲ့နှလုံးသားဟာမာကြောနေတဲ့ကြောက်နှလုံးသားဖြစ်နေတဲ့အခါမှာဖခင်ရဲ့စကားတန်တွေကိုကျွန်တော်ကနားမလည်ဘူးဆိုတော့ဒီကနေ့ဖခင်ကကျွန်တော်ကိုအသားနှလုံးသားပြန်ပြီးပေးချင်တာဖြစ်တယ်အဲ့ဒီနှလုံးသားကဖခင်ရဲ့နှုတ်ကပတ်တော်စီးဝင်မှုဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်အမြဲတမ်းရှိနေမှုဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်ဒီဟုတော်ခရစ်တော်ဟာအဲ့ဒီနှလုံးသားမှာအမြဲတမ်းအုပ်စိုးနေဖို့ဖြစ်တယ်ချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့တောင်းတဲ့အရာကိုဖခင်ကမပေးရင်ကျွန်တော်ဖခင်ကိုစောတကားတက်ကြတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့မေ့နေတဲ့အရာကကျွန်တော်တို့ရဲ့နှလုံးသားကိုဖခင်ကိုပေးဖို့မေ့နေကြတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေယုံကြည်သူများအရောက်ချင်းစတိုင်းကိုကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကတင့်နှလုံးသားကိုဖခင်ကိုနံပါတ်1ဥစွာပေးပါ။ဖခင်ကနှုတ်ကပတ်တော်ထဲမှာပြောထားပြီးသားဖြစ်တယ်။ဓမ္မတိကျမ်းထဲမှာရှင်မတဲ့ခရစ်ကျမ်းထဲမှာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာနောက်မှထိုအရာများကိုထား၍ပေးတော်မူတာလို့ပြောပါတယ်။နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားလို့ခေါ်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့နှလုံးသားထဲမှာနံပါတ်1ဦးစားပေးဖို့ဖြစ်တယ်။အဲ့ဒီဖခင်ရဲ့နှုတ်ကပတ်တော်ဒီဟူသောခရစ်တော်ကိုနံပါတ်ဦးစားပေးနိုင်ဖို့ဟာကျွန်တော်တို့ရဲ့နှလုံးသားကိုဖခင်ကိုနံပါတ်1ပေးရမှာဖြစ်တယ်။ဖခင်ကကျွန်တော်ရဲ့နှလုံးသားကိုနှုတ်ကပတ်တော်နဲ့ပြန်လည်ပြုပြင်ပြီးမှအတစ်တော်အသားနှလုံးကိုကျွန်တော်ကိုပေးတဲ့အခါမှာဖခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုကျွန်တော်တို့ကဦးစွာရှာနိုင်မှာဖြစ်တယ်။ဖခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုနံပါတ်1ကျွန်တော်ဥစွာရတဲ့အခါမှာ
ထိုအရာများလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ခန္ဓာစိတ်ထဲမှာလိုအပ်သောအရာမြင်ရတဲ့အရာအားလုံးမမြင်ရတဲ့အရာအားလုံးကိုဖခင်ကထပ်မံပြီးမှကောင်းချီးပေးသွားမှာဖြစ်တယ်။ဒါပေမဲ့တင်းရဲ့နှလုံးသားဟာဖခင်ကိုမပေးမချင်းတင်ဟာဘာပဲလုံးအစင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့်ချစ်တော်မိတ်ဆွေရောက်ချင်းဆိုင်ကိုကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကကျွန်တော်ဖခင်တင်စီမှာတောင်းနေတဲ့အရာတွေကိုခဏရလိုက်ပါဖခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုဥစွာရှာတဲ့အခါမှာတင်တောင်းစရာမလိုဘူးဖခင်ကတင်ကိုပေးဖို့အစဉ်တင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်အရောက်ချင်းစီတိုင်းကျွန်တော်ရဲ့နှလုံးသားကိုဖခင်ကိုပေးဖို့ဘတော်မှမမေ့ပါနဲ့ဖခင်ကိုပေးရအောင်ကျွန်တော်တို့တင်ကြီးပဲတောင်းမနေနဲ့တင်လဲပေးဖို့အတွက်ပြင်ဆင်ပါဘာပေးဖို့လဲဆိုရင်ဖခင်ကိုကျွန်တော်နှလုံးသားပေးဖို့ဖြစ်တယ်နောက်တစ်ပတ်တော့ခံယူရတဲ့တော့ရောက်ချင်းစတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ